ကဲဒီနေ့လည်းပဲ English speaking တော့အသုံးဝင်တဲ့စကားစုလေးအတူလေ့လာမယ်နော်ကျွန်တော်လည်းခုမှစာပြီးလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူလိုက်ပြီးတော့လေ့လာလို့ရပါတယ်ကျွန်တော်နဲ့အတူနေ့တိုင်းစာလာလုပ်လို့ရရင်နော်ကဲဒါဆိုရှင်ကျွန်တော်တို့စလိုက်ရအောင်ကိစ္စမရှိပါဘူး not at all ဘာတွေလဲ what things တယောက်တည်းနေကျင်တယ် leave me alone ငါကိုလာခေါ်ပါ pick me up ငါဘာမှမသိဘူး I know nothing အားလုံးသိတယ် I know everything ဘာကွာလို့လဲ what's the difference ပြောဖို့ခက်တယ် hard to tell ငါကိုစိတ်မဆိုးပါနဲ့ don't mind me စိတ်ရှုပ်စရာပဲ what a bother ကိစ္စမရှိပါဘူး not at all ဘာတွေလဲ what things တယောက်တည်းနေကျင်တယ် leave me alone ငါကိုလာခေါ်ပါ pick me up ငါဘာမှမသိဘူး I know nothing အားလုံးသိတယ် I know everything ဘာကွာလို့လဲ what's the difference ပြောဖို့ခက်တယ် hard to tell ငါကိုစိတ်မဆိုးပါနဲ့ don't mind me စိတ်ချုပ်စရာပဲ what a bother အင်္ဂလိပ်လိုရေးပြောကြည့်အောင် not at all what things leave me alone pick me up I know everything I know nothing I know everything what's the difference hard to tell don't mind me what a bother not at all what things leave me alone pick up me I know nothing I know everything what's the difference hard to tell don't mind me what a bother not at all what things leave me alone pick up me I know nothing I know everything what's the difference hard to tell you don't mind me what a bother ကျွန်တော်အင်္ဂလိပ်စာကိုခုမှစာပြီးလေ့လာပါနော်ဒါကြောင့်မလို့ကျွန်တော်ပြောသွားတဲ့အထက်မှာအမားတွေပါသွားခဲ့မယ်ဆိုလို့ရှိရင်တော့တီးတဲ့တက်တဲ့အတူတွေအနေနဲ့မြင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုပြေးပေးကြပါမှားကြပေးကြပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်နော်